မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ဒေါက်တာဟိန်းသက်စောဖြစ်ပါတယ်မင်္ဂလာပါရှင်ကျွန်တော်ကတော့ဒေါက်တာရွှေဆောင်ဖြစ်ပါတယ်ယနေ့ကျွန်တော်တို့တွေကထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်ထိုင်းကျန်းမာရေးစောင့်ရှောက်မှု system မှာဒီဆေးရုံဆေးခန်းတွေမှာကလေးကိုယ်ဝန်ဆောင်တဲ့အခါဘယ်လိုစောင့်ရှောက်မှုပေးလဲမိဖွားတဲ့အခါဘယ်လိုစောင့်ရှောက်မှုပေးလဲအဲ့ဒါအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ਨੇ ပြီးတော့မိခင်နဲ့ကလေးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုကျွန်မကမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမဒါဆိုကျွန်တော်တို့ဒီကိုယ်ဝန်ဘယ်လိုစောင့်ရှောက်မလဲပတ်သက်ပြီးတော့ဆွေးနွေးကြရအောင်ပေါ့နော်ဒီကိုယ်ဝန်ဘယ်လိုစောင့်ရှောက်မလဲဆိုတော့ဒီအမျိုးသမီးတစ်ယောက်အတွက်ကိုယ်ဝန်ဆောင်ဖို့တင့်တော်တဲ့အချိန်ကဘယ်ချိန်နေဖြစ်မလဲခင်ဗျအမျိုးသမီးတစ်ယောက်အတွက်ကိုယ်ဝန်ဆောင်မှုအသင့်တော်ဆုံးချိန်ကတော့သူရဲ့အသက်18နှစ်ကနေ35နှစ်အတွင်းဖြစ်ပါတယ်အဲ့လိုခေါင်းအရန်ကိုက်လာတာဖြစ်မယ်အမြင်တွေဝေဝါးလာတာဖြစ်မယ်ဗိုက်တွေအရန်နာလာတာသွေးဆင်းတာစီးသွားနေသွားတာတွေစီးမသွားတော့တာတွေအဲ့လိုဖြစ်တတ်တယ်ပေါ့နော်ဟုတ်ကဲ့အားကြောင့်မို့လို့အမေတွေနေနဲ့ကအဲ့လိုလက္ခဏာတွေကိုစပြီးခံစားရပြီဆိုတာနဲ့နီးစပ်ရာဆေးရုံဆေးခန်းကဆရာဝန်တွေနဲ့အမြန်ဆုံးသွားပြဖို့လိုပါတယ်တကယ်လို့အဲ့သွားဖို့စင်မပြေဘူးဆိုရင်လည်းပေါ့နော်အဲ့ emergency number ပေါ့နော်အရေးပေါ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်1669 1669ကိုဆက်သွယ်ပြီးတော့ဖုန်းဆက်ပေးတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ပထမဆုံးအနေနဲ့အမျိုးသမီးတယောက်ကတော့မိမိကိုယ်ဝန်ရှိတယ်လို့တန်တရားရှိတယ်ကိုယ်ဝန်ရှိတယ်လို့ထင်တယ်ဆိုရင်တေချာအောင်လို့ဆေးစစ်ရမှာပေါ့နော်စီးစစ်ကိုယ်ဝန်ရှိမရှိစစ်တဲ့အတန်လေးတွေပေါ့နော်ဒါလေးကိုနီးစပ်ရာဒီကျန်းမာရေးဌာနတွေမှာဖြစ်ဒါမှမဟုတ်ဒီဆေးဆိုင်တွေမှာဖြစ်ဝယ်လို့ရပါတယ်ပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်တို့စစ်လို့ရတယ်အဲ့ဒါနဲ့စစ်ပြီးတော့ကျွန်တော်တို့နီးစပ်ရာဒီထိုင်းကျန်းမာရေးဌာနတွေမှာကိုယ်ဝန်3လအတွင်းအပ်ရမှာပေါ့နော်ကိုယ်ဝန်အပ်ဖို့လိုအပ်ပါတယ်3လအတွက်အပ်ဖို့ရေးကြည့်တယ်ပေါ့နော်တကယ်လို့3လအတွက်မအပ်ဖြစ်ရောဘာတွေဖြစ်နိုင်လဲဆရာဟုတ်ကဲ့ဒီပထမ3လအတွင်းဟာဒီတဒေသားအတွက်အရင်ရေးကြည့်တဲ့ကာလဖြစ်တယ်အဲ့ဒီမှာတဒေသားအတွက်လိုအပ်တဲ့ဖွံ့ဖြိုးမှုတွေကိုဒီ3လအတွင်းမှာကောင်းကောင်းမွန်မွန်ဖြစ်ဖို့အတွက်ဒါတေချာဖို့အတွက်ဆိုရင်ကိုဝန်အပ်ထားမှဒါစိတ်ချရတာပေါ့နော်ကိုဝန်မအပ်ထားရင်ဒီဖွံ့ဖြိုးမှုနဲ့ဆိုင်ရာပြဿနာတွေနောက်ဒေသားကျန်းမာရေးထိခိုက်တာတွေနောက်ဆက်တွဲဆိုးကျိုးတွေဒါဖြစ်လာနိုင်တယ်ပေါ့နော်ကိုဝန်စောစစ်ဆေးမှုခံယူထားတာအကောင်းဆုံးဖြစ်ပါတယ်အဲ့ဒါကြောင့်3လအတွင်းရအောင်ပြတင်တာပေါ့နော်အတင်တာပေါ့နော်ကိုဝင်က3လအတွင်းအပ်ဖို့ရေးကြည့်တာပေါ့နော်ဟုတ်ကဲ့ဆရာကိုဝင်အပ်တာနဲ့ပေါ့နော်ဆရာဝန်နဲ့ပုံမှန်ရေချိပြနေဖို့ကရောအရေးကြီးလားဆရာဟုတ်ကဲ့အရေးကြီးတာပေါ့ဆရာမဒီကျွန်တော်တို့ဒီကိုဝန်ဆောင်ပြီဆိုတာနဲ့ဆရာဝန်စီကိုကိုဝန်သွားပြီးတော့3လအတွင်းမှာเนาะခုနကလိုမျိုး3လအတွင်းမှာစောစီးစာသွားပြီးတော့ကိုဝန်အနှံရမယ်ကိုဝန်အနှံပြီးတော့ရက်ချင်းဆရာဝန်ခေါ်တဲ့ရက်ချင်းအတိုင်းကိုဝန်ဆောင်တွေကသွားပြဖို့လိုရတာပေါ့နော်မိခင်နေနေဘာဖြစ်လို့လဲဆိုတော့အဲ့လိုသွားပြမှဒါကျွန်တော်တို့ဒီလိုအပ်တဲ့ပေါ့နော်ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်မယ်နောက်ပြီးတော့ကလေးကိုအန်ဒီရဖြစ်စေနိုင်တဲ့ကျန်းမာရေးအခြေအနေတွေမိခင်မှာဥမာအဖြစ်စီးကျူတက်တာတို့နောက်သွေးတိုးတက်တာတို့ကိုဝန်ဆောင်ချိန်သွေးတိုးတက်တာတို့เนาะနောက်အသက်ယောဂကိုဝန်ဆောင်ချိန်ဖြစ်တဲ့ခုနဆရာမပြောရတဲ့ကိုဝန်စိတ်တက်တဲ့ယောဂအဲ့ဒီလက္ခဏာတွေကိုစောစေးစွာသိရှိနိုင်ပြီးတော့ကာကွယ်နိုင်မှာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီခုနပြောလို့ပေါ့เนาะကိုဝန်ဆောင်ရက်ချင်းကိုအနည်းဆုံး9ချိန်ပြည့်အောင်သွားတင်တာပေါ့เนาะ9ချိန်ပြည့်ကိုပြည့်အောင်သွားရမယ်ဒါဆရာဝန်တွေကစေခန်းကနေပြီးတော့ကိုဝန်လာအပ်တယ်ဆိုရင်သူ့ဟာနဲ့သူရက်ချင်းအတိုင်းသူခေါ်လိုက်မယ်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကိုဝန်စပြီးတော့ရတဲ့အချိန်ကနေပြီးတော့9လအထင်းမှာပေါ့နော်ကိုဝန်ဆောင်အနည်းဆုံး2ကြိမ်ကိုဝန်အနှံတာလုပ်ခဲ့ရမယ်နောက်ပြီးတော့ဒီကိုဝန်9လနဲ့10လနဲ့ကြားထဲမှာတစ်လကို1ကြိမ်ပေါ့နော်ကိုဝန်အနှံတာသွားပြလုပ်ပေးရမယ်အနောက်ဆုံးပေါ့နော်ဒီကိုဝန်10လနေပြီးတော့မွေးကန်ဒီအထိမှာဆိုရင်ဒီ2ပတ်တစ်ခါပေါ့နော်ကိုဝန်ခက်စိတ်လေးသွားပြရမယ်ဒါမှမဟုတ်ဆရာဝန်ခေါ်တဲ့အတိုင်းလိုရင်လိုရတယ်လို့ပေါ့နော်ပုံမှန်သွားပြဖို့အရေးကြီးပါတယ်အဲ့လိုသွားပြမှသာလေဒီမလိုလားအသက်ဆိုးကျိုးတွေကိုကာကွယ်ပေးနိုင်ပြီးတော့ဆရာဝန်အနေနဲ့လည်းတည်သားရဲ့ဖွံ့ဖြိုးမှုကိုတောက်လျှောက်ပေါ့နော်စောင့်ကြည့်နိုင်မှာဖြစ်တယ်လို့မိခင်ရဲ့ကျန်းမာရေးကိုလည်းတောက်လျှောက်စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုဝန်ဆောင်မိခင်တွေအနေနဲ့ကတော့အဲ့ပုံမှန်ရေချိသွားတာတွေပြင်ပေါ့နော်လိုက်နာရမယ့်ဆောင်ရန်ရှောင်ရန်လေးတွေရှိပါတယ်ဆောင်ရန်အနေနဲ့ကတော့ပထမဆုံးကိုဝန်ဆောင်မိခင်တွေဒီကိုဂရုစိုက်ရပါမယ်လိုလောက်အိပ်ရမယ်လိုလောက်အနားယူရပါမယ်နောက်တစ်ချက်အနေနဲ့ကတော့ကိုဝန်ဆောင်မိခင်တွေဒီကိုဝန်အတွက်အထောက်ပံ့ဖြစ်စေမဲ့အာဟာရပြည့်တဲ့အစားအစာတွေအကုန်လုံးကိုစားသုံးပေးရပါမယ်ဥပမာအနေနဲ့အသားငါဟင်းသီးဟဲ့ရွက်တတိဝလံတွေအခွန်မာသီးတွေပြီးတော့အထူးသဖြင့်တော့ပေါ့နော်နိုးနဲ့နိုးထွက်ပစ္စည်းတွေကိုစားသုံးပေးရပါမယ်
နောက်ဆုံးဆောင်ရွက်အနေနဲ့ကတော့ကိုယ်ဆောင်မိခင်တွေကဆရာဝန်ညွှန်ကြားထားတဲ့ကိုယ်ဆောင်ဗီတာမင်အားဆေးတွေပေါ့နော်အဲ့ဒါတွေကိုတောက်သုံးပေးရပါမယ်အဲ့ဒီအားဆေးတွေထဲမှာဆိုလို့ရှိရင်ခလေးနဲ့အမေအတွက်ရေးကြီးတဲ့ folic acid နဲ့တန်တုပ်တွေပါဝင်ပါတယ်အဲ့ဒီကိုယ်အားဆေးတွေကိုမတောက်လို့ရှိရင်မိခင်ရဲ့ကျန်းမာရေးကိုထိခိုက်ပြီးတော့နောက်ဆုံးခလေးရဲ့ဖော်ပြကြီးထားမှုတွေပါထိခိုက်ဖြစ်စေနိုင်ပါတယ်ပြီးတော့အဲ့ဒါတွေကတော့ဆောင်းရံပေါ့နော်ရှောင်းရံပေါ့ရှောင်းရံအနေနဲ့ကတော့မိခင်တွေကအစားစားတဲ့ခါမှာမချက်ပြုတ်ရသေးတဲ့အစားအစာတွေမကြက်တက်ကြက်အစားအစာတွေအချင်ဖောက်ထားတဲ့အစားအစာတွေအဲ့အစားအစာတွေကိုလုံးဝအောင်ရှောင်ရပါမယ်ပြီးရင်နောက်ရှောင်ရံတကူအရေးကြီးတဲ့ရှောင်ရံတကူကတော့ပေါ့နော်ဆေးလေးတောက်တာနဲ့အရဲတောက်တာကိုရှောင်ကျင်ပေးရပါမယ်ဆေးလေးတောက်တယ်ဆိုတဲ့နေရာမှာကိုယ်တိုင်တောက်တာအပြင်မှာပဲတခြားလူတောက်နေတဲ့ဆေးလေးအငွေ့တွေပေါ့နော်အဲ့ဒါတွေကိုရှူတာကနေလည်းရှောင်ကျင်ဖို့လိုအပ်ပါတယ်အိမ်မှာကိုယောက်ျားတွေဘာတွေတောက်တဲ့ဟာတွေပေါ့နော်အမျိုးသားတွေမိသားစုဝင်တခြားလူတွေပေါ့နော်အဲ့အကြောင်းမို့လို့ဆေးလေးတခြားလူတွေအနေနဲ့ပေါ့နော်ကိုဝင်ဆောင်မိခင်အနီးနားမှာဆေးလေးတောက်တာတွေလုံးဝမလုပ်ရပါဘူးပြီးတော့အများအားဖြင့်တော့လေရွှေပြောင်းမိသားစုတွေကြတော့တခန်းထဲမှာအတူတူစုနေကြတယ်နော်ဟုတ်တယ်အားကြောင့်မို့လို့ကိုဝင်ဆောင်မိခင်ရှိနေတဲ့အခန်းတွေအိတ်ခန်းတွေအခန်းတွေမှာကျန်တဲ့လူတွေကဆေးလေးတောက်တာမျိုးလုံးဝရှောင်ရှားပေးရမှာပါနော်တတိပြမယ်ဟုတ်တယ်အဲ့ဒါအရေးကြီးတယ်ဟုတ်ကဲ့ခင်ဗျ